လူတိုင်းအေးချမ်းပြီးအဆင်ပြေချင်ပါတယ်။ဘေးကင်းစွာနေထိုင်ခြင်းစားတောက်ရန်ရရှိခြင်းတင်ယူခွင့်ရရှိခြင်းစသည့်အခြေခံအခွင့်အရေးတွေဟာလူတိုင်းဘဝအတွက်မရှိမဖြစ်လိုအပ်တဲ့အရာတွေဖြစ်ပါတယ်။သို့သောအခွင့်အရေးတွေကိုမတည်တည်ခြင်းကြောင့်တခါတလေလူတွေသူတို့ရဲ့အခွင့်အရေးများချိုးပေါက်ခံရတတ်ပါတယ်။လူအခွင့်အရေးဆိုတာလူတိုင်းမွေးရပါအခွင့်အရေးဖြစ်ပြီးအစင်မပြတ်ရရှိတဲ့အခွင့်အရေးတွေကိုဆိုလိုပါတယ်။အဓိကအခြေခံအခွင့်အရေးတွေမှာစားတော့ခွင့်လိုအပ်သလိုအစားအစာရရှိနိုင်ရန်ကျန်းမာရေးဝန်ဆောင်မှုရရှိခွင့်ဆေးဝါးဆေးရုံနှင့်ကုသမှုရရှိနိုင်ရန်ပညာသင်ကြားခွင့်တင်ယူခြင်းအသိပညာရရှိနိုင်ရန်လုံခြုံစွာနေထိုင်ခွင့်ဘေးအန္တရာယ်ကင်းပြီးမိသားစုနှင့်အေးချမ်းစွာနေထိုင်နိုင်ရန်တန်ရှင်းပြီးဘေးကင်းသောပတ်ဝန်းကျင်ရေလေမြေစသည့်အရင်းမြစ်များကိုအန္တရာယ်မရှိစွာအသုံးချနိုင်ရန်သို့တော့စစ်ပွဲများမတရားဖန်ဆီးခံရခြင်းတပ်ဖြတ်ခံရခြင်းလုံခြုံမှုမရှိဘဲအလွတ်လို့ရခြင်းစသည့်အခြေအနေများကြောင့်လူတိုင်းရဲ့အခြေခံအခွင့်အရေးများချိုးဖောက်ခံရတတ်ပါတယ်။ဒီအခြေခံအခွင့်အရေးတွေဟာလူတိုင်းဘဝအတွက်မရှိမဖြစ်လိုအပ်ပြီးအသက်ရှင်ရန်လုံခြုံစိတ်ချရန်ပညာသင်ယူရန်အရေးကြီးဆုံးအခြေခံအခြေအနေတွေကိုကာကွယ်ပေးပါတယ်။1948ခုနှစ်မှာကမ္ဘာနိုင်ငံတွေကလူအခွင့်အရေးကြီးကြောင်းတပိုးတူပြီး UDHR Universal Declaration of Human Rights စာတမ်းကိုဖန်တီးအတည်ပြုခဲ့ကြပါတယ်။စာတမ်းတွင်ပြောထားသည်မှာလူတိုင်းမှာတန်ဖိုးရှိတယ်။လူတိုင်းမှာဂုဏ်သိက္ခာရှိတယ်။လူတိုင်းရဲ့ဘဝကတန်ဖိုးရှိတယ်ဆိုတာပါလူအခွင့်အရေးတွေဟာနိုင်ငံရေးအကျိုးအတွက်မဟုတ်ပဲလူသားတစ်ယောက်အနေဖြင့်တန်ဖိုးထားရမယ့်အခွင့်အရေးတွေဖြစ်ပါတယ်အရင်ဆုံးမိမိတို့၏အခွင့်အရေးတွေကိုနားလည်မှမိသည့်အခွင့်အရေးများကိုချိုးဖောက်ခံရမှန်းသိနိုင်ပါတယ် UDHR ကိုနားလည်ရင်လူတွေကိုအကြံပေးနိုင်ပြီးမိမိကိုယ်ပိုင်ဘဝမှာတရားမျှတမှုရှိတယ်ဆိုတာနားလည်နိုင်ပါတယ်အချက်တစ်ချက်တည်ယုံပဲဖြစ်စေလူတိုင်းဘဝကိုတိုးတက်စေဖို့အကူအညီဖြစ်စေပါတယ်လူအခွင့်အရေးဆိုတာကျွန်တော်တို့နေ့စဉ်ဘဝနဲ့မခွဲနိုင်ပါမိမိတို့ရဲ့အခွင့်အရေးများကိုနားလည်မှဘဝကိုကာကွယ်နိုင်ပါတယ်ဒီနေ့ International Human Rights Day မှာကိုယ်တိုင်လည်းလူတွေကိုအသိပေးနိုင်တဲ့အချက်တစ်ချက်လုပ်နိုင်ပါစေ